ကျွန်တော်ခလုတ်လေးကိုနှိပ်လိုက်တဲ့အခါအဝတ်စားပုံကြီးတွေ့ကြလာပြီးကျွန်တော်လည်းအထဲမှာပြီးသွားပါတယ်အဝတ်ပုံထဲကနေရုံထွက်ရင်းပါဇက်ထဲပါလာတဲ့အနက်နံနေတဲ့ခြေအိတ်အနီတစ်စုံကိုထွေးထုတ်လိုက်ရတယ်ပြီးတော့အဝတ်အားလုံးကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်တာပေါ့ကိုဝတ်ထားတဲ့အဝတ်တွေကိုပါချွတ်ထည့်ပြီးပြန်ထွက်မယ်လို့တော့မှတခုခုမှနေပြီဆိုတာသိလိုက်ရတယ်အဲ့ဒါကတော့အနီရောင်ခြေအိတ်ကိုပါထည့်လျှော်မိလိုက်တာပဲအမြန်ပြန်ဖွင့်ဖို့စူးစမ်းပေမဲ့တကားလက်ကင်ကကျိုးသွားခဲ့တယ်လျှော်ဆက်ထဲကရေတွေကချက်ချင်းဆိုသလိုအနီရောင်ပြောင်းသွားပြီးကျွန်တော်ရဲ့ထောင်ကျတဲ့ပထမဆုံးနေ့မှာပဲအကျဉ်းသားအားလုံးဟာအင်ဂျီအနီရောင်တွေဝတ်ကြရပါတော့တယ်ထောင်သားကြီးတယောက်ကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်နေတာကြောင့်ကျွန်တော်လည်းကြောက်ကြောက်နဲ့တခုခုအရင်စားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အစားအစာတစုံကိုပါဇက်ထဲထည့်လိုက်တဲ့အခါချက်ချင်းဆိုသလိုပြုတ်အန်ဂျင်စိတ်ပေါက်သွားတာနဲ့အစားအစာအကြောင်းကိုပြစ်တင်ဝေဖန်မိတယ်ကျင်နာတက်တဲ့အကျဉ်းသားတယောက်ကစဖိုမှုကိုတော့မစော်ကားနဲ့လို့သတိပေးပေမဲ့ကျွန်တော်ကတော့လုံးဝမကြောက်ခဲ့ပါဘူးစဖိုမှုစီသွားပြီးအကြံဉာဏ်ပေးဖို့ကြိုးစားတော့စဖိုမှုကအရန်ဒေါသထွက်သွားတယ်တခြားအကျဉ်းသားတွေလည်းကျွန်တော်အတွက်စိုးရိမ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကစဖိုမှုအင်ဂျီဘောကိုကက်ဆက်တွေမှားဖြတ်မိပြန်ရောတန်ရှင်းရေးလုပ်ပေးဖို့ကြိုးစားရင်းနဲ့အင်ဂျီကပုံညစ်ပတ်သွားတာကြောင့်အကူအညီတောင်းဖို့လှည့်ကြည့်လိုက်တော့လူတိုင်းကစပွဲအောက်မှာပုံနေကြပြီးစဖိုမှုကသူ့ရဲ့မုံနယ်တုပ်ကိုချိုးပစ်လိုက်ပြီးကျွန်တော်ကိုဖမ်းဖို့လုပ်တော့ကျွန်တော်လည်းအမြန်ပဲစမ်းတဝစ်တစ်ခုကိုသူ့ပါဇက်ထဲထိုးထည့်လိုက်တယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့မျက်နှာအမူအရာပြောင်းလဲသွားတယ်ကျွန်တော်ကအစားတောက်ကျွမ်းကျင်သူဆိုတော့ကျွန်တော်လုပ်တဲ့စမ်းတဝစ်အရသာကိုသူအံ့ဩသွားပါတယ်နောက်နေ့မှာတော့ကျွန်တော်စဖိုမှုကိုကူညီပေးခဲ့တယ်အဲ့ဒီနေ့နေ့လယ်စာကဂျန်တုတ်ထားတဲ့မုတ်ခွာကျွန်တော်ကနှာခေါင်းကိုသုံးပြီးအကောင်ဆုံးလိမ္မော်သီးတွေကိုရွေးချယ်ပေးတယ်စဖိုမှုကအဲ့ဓာတွေကိုအရင်ညစ်ပြီးအခွန်တွေကိုပပလီကအိုးထဲထည့်တယ်ပြီးတော့တကြားထည့်ပြီးအကောင်ဆုံးလိမ္မော်ချမ်းတွေကိုလုပ်ခဲ့ကြတယ်စားချိန်ရောက်တဲ့အခါလူတိုင်းကကျွန်တော်လုပ်တဲ့အစားအစာကိုကြိုက်သွားကြပြီးလက်ခုပ်တောင်တီးပေးကြတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်ဟာအကျဉ်းသားတွေအတွက်မုံမျိုးမျိုးလုပ်ပေးခဲ့လို့ထောင်ထဲမှာပြောစရာကောင်းလာခဲ့တယ်ဒါပေမဲ့ကျွန်တော်ကမိသားစုကိုလွမ်းနေတော့မှပဲဒါကြောင့်ထောင်ကဖောက်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ညဘက်မှာကျွန်တော်နဲ့အခန်းဖော်တွေမြေအောက်လိုင်းကူပဲခုန်ဆင်းပြီးပိုက်လုံးတွေတိုင်းအဝတ်လျှော်ခန်းစီသွားခဲ့ကြတယ်ပြီးတော့ကျွန်တော်ကနာယီစင်ပေါ်တက်သွားပြီးနာယီချိန်တီးကိုကင်ကာပေါ်ကိုဆက်တက်ခဲ့တဲ့ဆက်သွားတွေတိုင်းတက်သွားပြီးခေါင်းမိုးပေါ်ရောက်တော့ကိုယူလိုက်တယ်ပြီးတော့စားတောက်ခန်းထဲဝင်ပြီးစပွဲခင်းတစ်ခုနဲ့ဂတ်စ်အိုးတစ်လုံးကိုယူလာခဲ့ကြတယ်ခေါင်းမိုးပေါ်ရောက်တော့စပွဲခင်းကိုဖြန့်ကာစဖို့မှုကဂတ်စ်ကိုမိမိလိုက်တဲ့အခါမိုးပြန်ပူပေါင်းကြီးလိုပဲကောင်းကင်ပေါ်ကိုပြန်တက်သွားပြီးကျွန်တော်တို့လွတ်မြောက်ခဲ့ကြတယ်နောက်ဆုံးမှာတော့ကျွန်တော်အိမ်ပြန်ရောက်ပြီးမိသားစုနဲ့ပြန်ဆုံခဲ့ရပါတော့တယ်